အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မိုးအေးတယ်ဆိုတော့ဒညင်းသေးငပိချက်ဆက်ဆက်လေးချက်စားပါမယ်ထုံးစံတိုင်းပဲကျွန်မကြက်သွန်ဖြူနီလေးကိုစနုံးမုံအယောင်တင်မုံလေးနဲ့ထည့်ပြီးတော့စီတက်ပါမယ်ကျွန်မငပိချက်ချက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့စိမ့်စားငပိလေးပါတခါလေးထည့်ပြီးတော့စီတက်ပါတယ်ရှင်အနံလေးပိုမှုေးဖို့အတွက်ကျွန်မပစုံချောင်းမှုံလေးနှစ်စုံလောက်ပါထည့်ပြီးတော့စီတက်တယ်ပေါ့နော်ထည့်ပြီးတော့စီတက်တဲ့ဟာတွေအားလုံးကကျွတ်သွားပြီဆိုရင်တော့ကျွန်မခရမ်းညင်သီးလေးနှလုံးကိုဗလန်ဒါနဲ့ကြိတ်ထားပါတယ်ရှင်။ဘာလို့ဆိုတော့ပွေရမှာပြင်းလို့ပေါ့နော်။တခါတည်းကြိတ်ထားပြီးသားခရမ်းညင်သီးလေးတွေကိုလုံလိုက်ပါတယ်။လုံပြီးသွားပြီဆိုရင်တော့ကျွန်မရေနည်းနဲ့ထည့်ပြီးတော့ဒီခရမ်းညင်သီးလေးတွေနှက်တဲ့အထိကိုစိတ်ရှည်လက်ရှည်တည်ပါမယ်ရှင်။ဒီဒညင်းသီးငပိချက်ကအရန်ကိုစားလို့ကောင်းပါတယ်။စားပြီးသွားပြီဆိုရင်တော့စနေတနင်္ဂနွေဖြစ်တဲ့အတွက်ကြောင့်မလို့အိတ်လို့လည်းအရန်ကောင်းပါတယ်ရှင်။အဲ့တော့ကျွန်မရေထည့်ပြီးသွားပြီဆိုရင်တော့ကျွန်မအဖုံးလေးအုပ်ထားပြီးတော့နက်လာအတီတီလုပ်ပြီးတော့ကျွန်မဒညင်းသီးလေးတွေပြုတ်ပါမယ်ရှင်ပြုတ်ထားတဲ့ဒညင်းသီးလေးတွေလည်းရပြီးငပိချက်လေးရလည်းအရေခမ်းပြီးတော့စီလေးနည်းနည်းပြန်လာပြီဆိုရင်ကျွန်မပြုတ်ထားတဲ့ဒညင်းသီးလေးတွေထည့်ပါမယ်ရှင်ပြုတ်ထားတဲ့ဒညင်းသီးလေးတွေကိုကျွန်မဒီရေလေးခမ်းပြီးတော့စီလေးပြန်လာအောင်ထပ်ပြည့်နှစ်နေအောင်စိတ်ရှည်လက်ရှည်နဲ့ချက်ပါမယ်ရှင်အဲ့တော့ဒညင်းသီးလေးတွေရပြီဆိုတော့ငရုတ်သီးစိမ့်လေးကိုနောက်ဆုံးမှထည့်ပါတယ်။ဘာဖြစ်လို့ဆိုငရုတ်သီးစိမ့်အရန်ကျက်သွားရင်မကြိုက်လို့ပေါ့နော်။ငရုတ်သီးစိမ့်မွေးလေးလဲစားကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အိုးချကန်ဒီမှာပဲငရုတ်သီးစိမ့်ပပတိထားလေးတွေကိုကျွန်မထည့်ပါတယ်။အဲ့တော့အရန်စားလို့ကောင်းတဲ့ဒညင်းသီးငပိချက်ပေါ့နော်။ရပါပြီ။ဖင်လန်မှာတော့ရှာပပစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကိုထမင်းစားလို့မိန်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်။နားရန်Así que era la... ¡Muy, muy!